ကောင်းဟေးစိုင်းကြည့်မလားတိုက်ရှာနေပြီခေကိုရှာနေပြီရှာတွေ့သွားပြီတိုက်တွေ့သွားပြီခေရေပြေးထားအဲ့မှာ Kara Heavy Crossbow နဲ့ခုံပြထားတယ်မနော်တော့ in model လေးတော့ကျန်နေသေးတယ်ရာသီလားကလည်းဟိုးဘက်မှာဗတ်လိုင်းတွေကကောင်တွေကိုထိန်းထားပြီးတော့ spare တွေစားနောက်မှာတော့ Shadow K Sandstorm Manipulation Wombo Combo တကွန်းနေတော့ကျွန်တော်မြန်မာသေးနောက်မှာ join နေတာခံလိုက်ရပြီ in model ချက်ချင်းကောက်ဝယ်လိုက်သေးတယ်ကင်းကောင်တက်နေတာဟာမရတော့ဘူးဒီလိုက4ကောင်သေဆုံးသွားတဲ့ခိုက်တယ်မှာတော့3ယောက်1ယောက်ဘင်းနီရှင်ချားတော့မင်းတရားတစ်ခုမှာရာသီတိုက်ဘင်းနီယုံကြည်တော့လှုပ်လိုက်တိုက်ယုံကြည်တော့လှုပ်လိုက်အလဲလမ်းမှာတော့ကျွန်တော်တို့ပြေးတော့တက်လာပြီဆူနာတာတွေပါပြစ်ပြီးတော့အကောင်းဆုံးတော့ထိန်းလို့ရသေးတယ်ခရီးပိုင်းလည်းအကောင်းဆုံးရှင်းထားသေးတယ်ဗျ join လာအောင်မလား၄ယောက်တင်နေတဲ့ခိုက်တယ်မှာတော့ကျွန်တော်မြန်မာအသင်းကျွန်တော်ရသေးလားကျွန်တော်ဒီဘက်မှာဘင်းနီတောင်းတာနောက်ဆုံးမှာ irritate ခုံပြသွားတယ်မှာမရတော့နဲ့တူတယ်ဗျကျွန်တော် game number 5မှာတော့ fanatic only for ပြီးတော့ကျွန်တော် team မြန်မာအရှုံးပေးလိုက်ရင်လည်းပဲ lower bracket ကိုတော့ရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ညီတို့ကောင်းဆုံးကြိုးစားခဲ့ပါတယ်နော်ဘာဖြစ်ဖြစ်ဘဝဘရက်ကလမ်းကြီးကတော့ကြက်တယ်ခောက်သွားပြီလေဒါကြီးဘာလို့ဒါမဲ့လေလောဘရက်ကလည်းချန်ပီယံဖြစ်နိုင်ပါသေး wherever အကောင်းဆုံးတော့ဒီနေ့အတွက်တော့အကောင်းဆုံးကြိုးစားခဲ့ပါသူတို့2 C ကနေ3-2ထိပြန်ဖြစ်အောင်2-3ထိပြန်မသွားလိုက်တဲ့နော် black မသွားလိုက်တဲ့အဲ့ဒီသူကြုံလို့ပဲနည်းနည်းလေးကြုံလာတော့မဟုတ်ပါဘူးဟုတ်တယ်